အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ IT Manager တွေ Business Owner တွေနေ့တိုင်းကြုံတွေ့နေရတဲ့ Network Challenge တွေအကြောင်းနဲ့ Enterprise Wi-Fi Solution တစ်ခုရွေးချယ်တဲ့အခါမှာဘာတွေကိုစဉ်းစားသင့်လဲဆိုတာကိုပြသပေးတော့မှာဖြစ်ပါတယ်လုပ်ငန်းတိုးချဲ့လာတဲ့အများ user တွေ device တွေ application တွေပို့ပြီးတော့များလာပါတယ်ဒီအချိန်မှာ IT တွေကြုံတွေ့ရတဲ့ပြဿနာတွေကတော့ Wi-Fi မတည်ငြိမ်တာ user complaint တွေတက်လာတာ device တွေများလာလို့ manage လုပ်ရတာခက်တာ security threat တွေပို့ပြီးတော့များလာတာ brand office အသစ်တွေတိုးချဲ့တိုင်းမှာ network infrastructure cost တွေတက်လာတာစတဲ့ challenge တွေပဲဖြစ်ပါတယ်ဒါကြောင့် Enterprise Wi-Fi Solution တစ်ခုရွေးတဲ့အခါမှာ Internet သုံးလို့ရရုံနဲ့မလုံလောက်တော့ပါဘူး Business Group ကို support ပေးနိုင်တဲ့ Network Infrastructure တစ်ခုလိုအပ်လာပါတယ်ဒီတော့ Business တွေအနေနဲ့ဘာတွေကိုအဓိကထားစဉ်းစားသင့်တာလဲပထမတစ်ချက်ကတော့ stable and reliable connectivity ပဲဖြစ်ပါတယ်။ network တည်ငြိမ်မှာ productivity နဲ့ business operation တွေချောမွေ့နိုင်မှာပဲဖြစ်ပါတယ်။ဒုတိယတစ်ချက်ကတော့ centralized management ပဲဖြစ်ပါတယ်။ device များစွာနဲ့ brand office များစွာကို platform တစ်ခုတွေကနေပြီးတော့လွယ်ကူစွာစီမံနိုင်ဖို့လိုပါတယ်။တတိယတစ်ချက်ကတော့ sound security feature ပဲဖြစ်ပါတယ်။ business data နဲ့ user တွေကိုကာကွယ်ပေးနိုင်တဲ့ security ကတော့မရှိမဖြစ်လိုအပ်ပါတယ်။စတုတ္ထချက်ကတော့ easy scalability for future group ပဲဖြစ်ပါတယ်။ business ကြီးထွားလာတဲ့အမျှ network ကလည်းအလွယ်တကူချဲ့ထွင်နိုင်ဖို့လိုပါတယ်။နောက်ဆုံးတစ်ချက်ကတော့ cost effective deployment and operation ပဲဖြစ်ပါတယ်။ manage လုပ်ရတာလွယ်ပြီးတော့ operation cost ကိုထိန်းချုပ်နိုင်တဲ့ solution ဖြစ်ဖို့လိုပါတယ်။ဒါကြောင့် IT manager နဲ့ growing business တွေအတွက် network တစ်ခုရွေးတဲ့အခါမှာ stable ဖြစ်ရမယ်။ manage လုပ်ရတာလွယ်ရမယ်။ secure ဖြစ်ရမယ်။ scalable ဖြစ်ရမယ်။ cost effective ဖြစ်ရမယ်ဒီအချက်တွေကိုသိချစဉ်းစားဖို့လိုပါတယ်။ Root Enterprise Network က reliable business connectivity ကိုပံ့ပိုးပေးနိုင်ဖို့ဒီလိုအချက်တွေကိုဖြည့်ဆည်းပေးနိုင်တဲ့ Enterprise Networking Solution တစ်ခုပဲဖြစ်ပါတယ်။လူကြီးမျိုးရဲ့ office branch organization ကိုပုံမြန်ဆန်ပြီးပိုလုံခြုံတဲ့ Enterprise Wi-Fi Network တစ်ခုအဖြစ် upgrade လုပ်ချင်နေဆိုရင်တော့ Root Enterprise Wi-Fi Network ကအသင့်တော်ဆုံးဖြစ်မှာပါ။ကျွန်တော်တို့ first မြန်မာကလူကြီးမျိုးရဲ့ network infrastructure တစ်ခုလုံးကို planning နဲ့ deployment အထိအပြည့်အဝ support ပေးဖို့အသေးရှိနေပါတယ်။အသေးစိတ်သိရှိလိုပါကဖုန်းနံပါတ်0942310502ကိုဆက်သွယ်မေးမြန်းနိုင်တယ်လို့ support@firstmyanmar.com ကိုလည်း email လေးပို့ပြီးတော့မေးမြန်းနိုင်ပါတယ်ရှင်။အားလုံးမင်္ဂလာရှိသောနေ့ရက်လေးကိုပိုင်ဆိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ First မြန်မာရဲ့ technology update နဲ့ ID knowledge တွေကိုဒီ social media platform အားလုံးမှာအမြဲမျှဝေပေးနေပါတယ်။ platform link တွေကိုလည်း description မှာဖော်ပြပေးထားပါတယ်။ update တွေကိုလည်းမလွတ်စေဖို့အခုပဲ follow လုပ်ထားလိုက်ပါနော်။ First Myanmar, your solutions partner.